ပတ်စဉ်တင်ဆက်နေတဲ့ TikTok ပလိမ်မှာဗီဒီယိုတွေကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်။မင်္ဂလာပါ။ DJ Queen Founder ကိုစရာပြောပါ။ကျွန်တော်ဒီနေ့ပလိမ်နေတဲ့အကြောင်းအရာကတော့ပတ်ဆက်မပေးရတိုင်းအလကားရတဲ့ hashtag တွေကိုပေါ်ပေါ်တီဗီရှောက်ထည့်နေတဲ့လူတွေဖြစ်ပါတယ်။အဲ့တော့ဗီဒီယိုတစ်ပုဒ်မှာ hashtag က caption အဆုံးမှာထည့်ရတာနော်။အဲ့တော့ hashtag တစ်ခုရဲ့တန်ဖိုးကဘယ်လောက်တောင်ရေးကြီးလဲဆိုလို့ရှိရင်ကိုဗီဒီယိုနဲ့ပတ်သက်တဲ့ကိုပြောနေတဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ hashtag တွေကိုသုံးမှကိုပြစေခြင်းတဲ့သူတွေစီကိုပြပေးဖို့အထောက်အကူဖြစ်မှာဖြစ်ပါတယ်။အဲ့တော့ relevant မဖြစ်စေတဲ့FYI တို့ for you တို့အဲ့လိုပေါက်ပန်း40 hashtag တွေရှောက်ထည့်နေတဲ့အစားကိုဗီဒီယိုနဲ့ live ဖက်တဲ့ကိုပြောနေတဲ့ content နဲ့ live ဖက်တဲ့ hashtag တွေကိုသုံးမှပဲကိုပြစေခြင်းတဲ့လူတွေစီကိုပြီးရောက်မှာဖြစ်ပါတယ်။အခုဆိုလို့ရှိရင် TikTok ကလည်း hashtag 5ခုလောက်ထိပဲပေါ့နော်။ပြီးထဲတော့တယ်ပေါ့နော်။ဆိုတော့ဒီလိုတန်ဖိုးရှိလာတဲ့ hashtag 9နေရာစာမှာကိုဗီဒီယိုနဲ့ relevant မဖြစ်တဲ့ hashtag တွေကို content နဲ့ relevant မဖြစ်တဲ့ hashtag တွေသုံးမယ်ဆိုလို့ရှိရင်တော့ကိုဗီဒီယိုပေါက်ဖို့အခွင့်အရေးနည်းပါလိမ့်မယ်။ဒါကြောင့်မို့လို့ hashtag တွေအသုံးပြုတာကို view size စေချင်ပါတယ်။ TikTok ပေါ်မှာမှားလေးမှားတာရှိတဲ့အမှားလေးတွေအမြင်မတော်တာလေးတွေကိုအပတ်စဉ်တိုင်း TikTok ပလိမ်မှာဆိုတဲ့ခေါင်းစဉ်အောက်မှာပလိမ်တွေဥမာမဟုတ်လို့ကျွန်တော်ရဲ့ TikTok ပလိမ်မှာဗီဒီယိုလေးတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်။